ညက်လို့တော့ပေါ့နော်နှခမ်းသားအရမ်းညိုမဲနေတဲ့သူတွေဘယ်နှခမ်းတွေပဲဆိုအယောင်ထွက်နှုံမမှန်ဘူးဆိုတဲ့သူတွေဆိုရင်တော့ဒီ fairy list လေးကိုစိုးကြည့်ပါဒီအောင်လေးရဆိုရင်တော့တကယ်ကိုမှရောင်းအားကောင်းပြီးတော့လူတိုင်းကြိုက်တဲ့ပန်းစင်အောင်လေးပေါ့နော်ဒီပန်းစင်အောင်လေးဆိုရင်အပြင်မှာအရန်စားတယ်ပေါ့နော်ဒါပေမဲ့မကြိုက်တဲ့သူတွေလောက်မှအရန်ကြိုက်ကြတဲ့အယောင်လေးဖြစ်တယ်သူ့ရဲ့အယောင်ကမျက်နှာခမ်းဘလောင်းပဲ့ညွညွပေါ့နော်ပန်းစင်အောင်ပဲထွက်တယ်နောက်တစ်ခုကသူ့ရဲ့စုပ်တန်ကအရန်မှနုညက်ပြီးတော့အစ်ဆက်နေရောပဲနှခမ်းนี่လည်းအဲ့လိုပဲနှခမ်းပေါ်တင်လိုက်တာနဲ့လောကနုညက်အစ်ဆက်ပြီးတော့ကွယ်နှခမ်းမှာတင်ထားမှန်းအောင်မတိရလောက်အောင်မပုတ်ပါတယ်ကွယ်ပြီးတော့သူကလေတခါဆိုးထားတယ်ဆိုရင်တဏီကုံဘာစားစားမပြစ်ဘူးတာစီခံတယ်ရေဆူခံတယ်ချွေးဆူခံတယ်အဲ့ဒီ quantity ကောင်းလေးတွေရှိတယ်ပေါ့နော်သူ့ရဲ့မကောင်းတဲ့အချက်ကဘာလဲဆိုရင်တော့တဘူးကိုအကြာကြီးအသုံးခံပါတယ်ပြီးတော့ quantity နဲ့မလိုက်လောက်အောင်မဈေးကလည်းအရန်မှာတက်တက်ရှိတယ်ပေါ့နော်3900တဲနဲ့တဲလေးတို့ဝယ်3ရောက်မှာပေါ့နော်အရန်မိုက်တယ်ပေါ့နော်အဲ့တော့သူ့မှာဆိုရင်တော့နှခမ်းတွေက9ရောက်လာတယ်တရစ်ကို1ရောက်ကွယ်9ရင်မှာ9ရောက်ပေါ့နော်ဒီနေ့ဘာဆိုရမလဲနောက်ရက်ဘာဆိုရမလဲရွေးနေစရာမလိုလောက်အောင်ကိုမှနှခမ်းนี่အယောင်က9ရောက်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ fairy list လေးကိုသုံးဆန်းကြည့်ချင်တယ်ဆိုရင်မယူအားပေးလို့ရပါတယ်